မိတ်ဆွေခမရလာကုန်လို့လာစာရတဲ့နေ့ဒါမှမဟုတ်အယောင်းဝယ်တစ်ခုအောင်မြင်လို့ငွေဒီအများကြီးဝယ်လာတဲ့နေ့ကိုတစ်ချက်လောက်ပြန်တွေးကြည့်လိုက်ပါလားပတ်စံအေးလီထူပြီးလေးလံသွားတဲ့အချိန်ခမရရဲ့စိတ်ထဲမှာဘလောက်တောင်ပျော်ရွှင်မှုတွေလုံခြုံမှုတွေခံစားလိုက်ရမလဲဒါပေမဲ့ဗျာအဲ့ဒီပျော်ရွှင်မှုကဘလောက်ကြာကြာခံတယ်လဲရက်အနှဲငယ်လောက်ကြာတာနဲ့ပတ်စံအေးလီကတဖြည်းဖြည်းပြားလာတယ်ပါလာတယ်လာကုန်ကနီးပြီဆိုရင်ဟာငါရှာထားတဲ့ပတ်စံဒီဘယ်ရောက်သွားမှန်းကိုမသိဘူးဆိုပြီးကိုမေးခွန်းထုတ်ရတဲ့အခြေအနေမျိုးခင်ဗျာကြုံဘူးမှာပါတခါတလေကိုကဘလောက်ပဲကြိုးစားစားရှာနေပါစေဝင်လာတဲ့ငွေကကိုလက်ထဲမှာမမြဲပဲတဲရဲရေးသွန်းတယ်လို့ပြန်ထွက်သွားတတ်တယ်အဲ့ဒီအခါမျိုးမှာခင်ဗျားကငါကန်ကလေးစိုးလိုက်တာရှာသမျှကအရာမထင်ဘူးဆိုပြီးစိတ်သက်ကြဘူးမှအသေးချပါပဲကဲမင်္ဂလာပါဗျာဘဝနေနီ Way of Life YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ခမားရဲ့ချွေးနွဲစွာတွေခက်ခဲရှာဖွေထားတဲ့ငွေကြီးတွေခမားစီမှာမမြဲရတဲ့အဓိကအကြောင်းရင်းတစ်ခုကိုကျွန်တော်တို့ဆွေးနွေးပါကြပါမယ်အဲ့ဒါကတော့တခြားမဟုတ်ပါဘူးခမားနေစဉ်သွားလျာယူဆောင်သွားလိရှိတဲ့ပတ်စံအိတ်လေးနဲ့ပတ်သက်နေပါတယ်စိတ်ပညာအရာရောစွမ်းအင်သဘောတရားအရာပါပတ်စံအိတ်ဆိုတာရိုးရှင်းတဲ့သားရည်အိတ်လေးတလုံးမဟုတ်ပါဘူးသူဟာခမားရဲ့ငွေကြေးတွေနေထိုင်ရာအိမ်ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ခမားရဲ့ပတ်စံအိတ်ထဲမှာလုံးဝမထားတဲ့နဲ့ငွေဝင်တဲ့လောက်ပြန်ထွက်သွားစေမဲ့အရာ6ခုအကြောင်းနဲ့ပတ်စံအိတ်ကိုငွေကိုဆွဲငင်တဲ့ငွေတန်လိုက်တစ်ခုထစ်ကိုဘလို့ပြင်ဆင်ရမလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးသွားမှာမို့အဆုံးထိနားဆင်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျာစကားမစခင်ခမားကိုမေးခွန်းတစ်ခုမေးချင်ပါတယ်ခမားရဲ့အိမ်ကိုအလွန်အဆင့်အတန်မင်းပြီးချမ်းသာတဲ့ဧည့်သည်တွေကိုလာလဲမယ်ဆိုပါစို့ခမားရဲ့အိမ်ကအမိုက်တွေရှုပ်ပွားနေတယ်အနက်အသက်တွေစိုးနေတယ်ထိုင်းစရာနေတာတော့မချိအောင်ပစ္စည်းတွေပြန့်ကျဲနေမယ်ဆိုရင်အဲ့ဒီဧည့်သည်ကခမားအိမ်မှာကြာနေချင်းပါမလားချက်ချင်းပြန်လွှတ်ထွက်သွားမှာပေါ့ဗျာငွေကြေးလည်းဟာအဲ့လိုပါပဲငွေကြေးမှာကိုယ်ပိုင်စွမ်းအင်ရှိပါပဲပတ်စံအိတ်ဆိုတာငွေကြေးတွေနေထိုင်တဲ့အိမ်ပါခမားရဲ့ပတ်စံအိတ်ကစက္ကုစုတွေနဲ့အမိုက်တွေနဲ့ရှင်ပွားနေမယ်ပတ်စံတွေကိုလည်းတီချာမစီပဲထိုးသိထည့်ထားမယ်ဆိုရင်ခမားဟာငွေကြီးကိုတန်ဘူးမထားဘူးဆိုတဲ့သဘောပါပဲခမားကတန်ဘူးမထားတဲ့ကငွေလီကလည်းခမားစီမှာမနေခြင်းပဲတခြားတန်ဘူးထားတဲ့သူတွေစီကိုထွက်သွားတတ်ပါတယ်ဒါဟာလောကရဲ့ဆွဲမြင်တာနိယာမှာပါပဲဒါကြောင့်ငွေလီကိုစီမှာမြဲခြင်းရင်တိုးပွားခြင်းရင်ပထမဆုံးလောက်ရမယ့်အလုပ်ကခမားရဲ့ပတ်စံအိတ်ကိုတန်ရှင်းတက်ရက်တဲ့ vein ဝယ်တစ်ခုအဖြစ်လောက်ပြင်ဆင်ဖို့ပါပဲကဲအခုပဲခမားရဲ့ပတ်စံအိတ်ကိုထုတ်လိုက်ပါပြီးရင်ကျွန်တော်အခုပြောမယ့်အရာတွေခမားရဲ့အိတ်ထဲမှာရှိနေသလားဆိုတာစစ်ဆေးကြည့်ပြီးရှိနေရင်ချက်ချင်းလွှင့်ပစ်လိုက်တော့ဗျာနံပါတ်1ပြေစာဟောင်းများနဲ့အကျွေးစင်းများပြီးဘီလ်တွေဗျာဒါကတော့လူတိုင်းနှိပါလောက်မိနေတဲ့အမအကြီးဆုံးတစ်ခုပါကုန်တိုင်ကဝယ်ထားတဲ့ပြေစာတွေလျှက်စစ်မီတာဘေးတွေအင်တာနက်ဘီလ်တွေ ATM ကနေငွေထုတ်ထားတဲ့စက်ကွတ်ဖြတ်ပိုင်းလေးတွေကိုပတ်စံအိတ်ထဲမှာအလွယ်တကူထိုးထိထည့်ထားကြတယ်စိတ်ပညာအရာရောစွမ်းအင်သဘောတရားအရာပါပြောရရင်ပြေစာဆိုတာငွေထွက်ချေငွေကုန်သွားခြင်းကိုကိုစားပြုတဲ့အရာပါခမားပတ်စံအိတ်ကိုဖွင့်လိုက်တိုင်းအဲ့ဒီပြေစာတွေကိုမြင်ရတာဟာခမားရဲ့မတိစိတ်ကိုငါပတ်စံလေးကုန်နေပြီငါမှအကျွေးတွေရှိနေတယ်ဆိုတဲ့သတင်းစကားကိုထပ်ခါပေးပို့နေတာနဲ့အတူတူပါပဲမတိစိတ်ကအဲ့ဒီငွေထွက်ချင်းဆိုတဲ့စွမ်းအင်ကိုပဲဆက်တိုက်ဆွေးငင်တဲ့အတွက်ခညာစီကနေအကြောင်းအမျိုးမျိုးနဲ့ငွေတွေဆက်တိုက်ထွက်နေတော့တာပါဗျာဒါကြောင့်ဘီရီပြေစာတွေကိုတင်းချင်ရင်ပတ်စံအိတ်ထဲမှာလုံးဝမထားပါနဲ့တီးတိုင်စာဖိုင်တစ်ခုဒါမှမဟုတ် Android တစ်ခုထဲမှာသွားတင်းထားပါနံပါတ်2တက်တန်းကုန်တဲ့ကတ်တွေနဲ့သုံးလို့မရတော့တဲ့အရာတွေပတ်စံအိတ်ထဲမှာတက်တန်းကုန်နေတဲ့မန်ပါကတ်တွေသုံးလို့မရတော့တဲ့ license ဟောင်းတွေဖုန်းကတ်ခွန်တွေရုပ်ရှင်လက်မှတ်ဟောင်းတွေ coffee ဆိုင်ကတစိတုံးနေတဲ့ကတ်ဟောင်းတွေကိုနှမျောလို့တစ်နှစ်လိုရင်သုံးရမှာပဲဆိုပြီးတင်းထားတာလားအသုံးမယွန်တော့တဲ့အရာတွေဟာတေဆုံးနေတဲ့စွမ်းအင်ရက်တက်နေတဲ့စွမ်းအင်တွေဖြစ်ပါတယ်ရေစည်းရေလာကောင်းနေတဲ့မြောင်းတစ်ခုကိုအမိုက်တွေပိတ်ဆော့လိုက်ရင်ရေတွေညစ်ကြမ်းပြီးရက်တန့်သွားသလိုပါပဲခမားရဲ့ပတ်စံအိတ်ထဲမှာအမိုက်တွေများနေရင်အသစ်ဝင်လာမဲ့ကောင်းသောလက်လာပါစွမ်းရည်တွေဝင်လာလို့မရတော့ပါဘူးအတိတ်ကအသုံးမယွန်တော့တဲ့အရာတွေကိုလွှင့်ဖြစ်ရဲမှာအနာဂတ်ရဲ့အခွင့်အရေးတစ်တွေဝင်လာနိုင်မှာဖြစ်ပါတယ်နံပါတ်3ဆေးဝါးတွေဒါမှမဟုတ်ဆေးကမ်းပြထားတဲ့မှတ်တမ်းများခ
တချို့လူတွေကခေါင်းကိုက်ပြောက်စေလေးနာပြောက်စေဒါမှမဟုတ်ပလတ်စတာလေးတွေကိုအလွယ်တကူသုံးလို့ရအောင်ပတ်စံအိတ်ထဲမှာထည့်ထားတတ်တယ်ဒါဟာအလွန်ကိုမှားယွင်းတဲ့လုပ်ရပါဗျာပတ်စံအိတ်ဆိုတာစီးစိမ်ချမ်းသာကိုစွဲငယ်ရမယ့်နေရာပါဆေးဝါးတွေဆေးခန်းကပြေးစားတွေဆိုတာကတော့ဖျားနာခြင်းနဲ့နာကျင်မှုကိုကိုစားပြုတာပါပတ်စံအိတ်ထဲမှာဆေးတွေထည့်ထားခြင်းအပြင်ခင်ဗျားရဲ့မတိစိတ်ကငါဖျားနာလာရင်သုံးဖို့ဆိုပြီးကြိုတင်ပြင်ဆင်နေတာပါအဲ့ဒီအခါစကြဝဠာကြီးကနေဖျားနာခြင်းတွေကိုဆွေးငင်လာပြီးခမည်းရှာထားတဲ့ငွေတွေဟာကျမ်းမာရေးအတွက်ဆေးဘိုးဝါးခဲ့တွေအထိပဲအလဟာတာကုံဆုံးသွားပါလိမ့်မယ်ဆေးဝါးတွေကိုတီးတန့်ဆေးအိတ်လေးနဲ့ပဲတည်ဆောင်ပါဗျာနံပါတ်၄စုပ်ပင်နေတဲ့ငွေဆက်ကူတွေနဲ့ခေါချိုးရလွန်းလွားတဲ့ငွေတွေပတ်စံအိတ်ကိုဖွင့်ကြည့်လိုက်ပါပတ်စံတွေကိုဘလို့ထည့်ထားတယ်လဲတချို့ကပတ်စံတွေကိုလုံးထွေးပြီးထည့်ထားတယ်တချို့ကပြောင်းမြန်တွေခေါင်းတီးဖျားတွေရောနှောပြီးထည့်ထားတယ်စုပ်ပြည့်နေတဲ့ငွေတွေကိုလည်းအိတ်ထဲမှာအချာကြီးတင်ထားတတ်တယ်အစားမှာပြောခဲ့သလိုပါပဲငွေကြေးဆိုတာဧည့်တယ်ပါခမားကသူ့ကိုလုံးထွေးပြီးဖိသိပ်ထားမယ်တွင့်ကျဲနေအောင်ထားမယ်ဆိုရင်ဒါဟာငွေကြေးကိုစော်ကားတာပါမလေးစားတာပါငွေတွေကခမားစီမှာလာခြင်းမှမဟုတ်တော့ပါဘူးပတ်စံအိတ်ထဲမှာငွေတွေကိုစီးတဲ့အခါတန်ဖိုးကြီးဆုံးငွေစက္ကူကိုနောက်ဆုံးကထားပြီးတန်ဖိုးအငယ်ဆုံးကိုရှေ့ဆုံးကထားပါမင်းစာတွေကိုတစ်ဖက်ထဲလှည့်ထားပါတိတိပိပိနဲ့တက်တက်ရရရှိပါစေဒါဟာငွေကြီးကိုတန်ဖိုးထားတဲ့ချမ်းသာသူတွေရဲ့သဘောထားပါပဲနံပါတ်5ကွယ်လွန်သွားသူတွေရဲ့ပုံတွေဒါမှမဟုတ်ဝမ်းနည်းစရာအမှတ်ရတွေပတ်စံအိတ်ထဲမှာကိုချစ်ရတဲ့မိသားစုသားသမီးဇနီးမောင်နဲ့ပုံတွေထည့်ထားတာကပြဿနာမရှိပါဘူးဒါဟာခမားကိုအလုံးလုံးဖို့ခွန်အားဖြစ်စေပါတယ်ဒါပေမဲ့ကွယ်လွန်သွားတဲ့ဆွေမျိုးတွေရဲ့ပုံတွေဒါမှမဟုတ်ကိုကိုနာကျင်စေခဲ့တဲ့ရီစားဟောင်းရဲ့ပုံတွေအမှတ်အရက်တွေကိုပတ်စံအိတ်ထဲမှာလုံးဝမထားပါနဲ့တရုတ်ရိုးချန်ဖုံးရွှေပညာရဗျာပတ်စံအိတ်ဆိုတာရန်စွမ်းအင်လို့ခေါ်တဲ့ရှင်တန်းခြင်းတိုးတက်ခြင်းဒိုးပွားခြင်းစွမ်းအင်တွေရရမယ်နေရပါဒေဆုံးသွားသူတွေဝမ်းနည်းစရာတွေဆိုတာရင်စွမ်းအင်လို့ခေါ်တဲ့လေးလံခြင်းရက်တန့်ခြင်းမှန်တိုက်ခြင်းစွမ်းအင်တွေပါဒီစွမ်းရည်နှစ်ခုဟာစမ်းကျင်ပတ်ဖြစ်နေတဲ့အတွက်ခမားရဲ့ငွေကြီးတိုးတက်မှုကိုအကြီးမှနှောက်ဆက်နေပါလိမ့်မယ်။အဲ့ဒီပုံတွေကိုအိမ်ကဖျားစင်ဒါမှမဟုတ်ဓာတ်ပုံ album ထဲမှာပဲဂုံပြသိမ်းစတာပါဗျာ။နံပါတ်6ပတ်စံလုံးဝမရှိပဲပျောင်ရှင်းနေတာကအဆိုးဆုံးနမိတ်ပါ။ဒါဟာစင်းရဲနွမ်းပါခြင်းကင်းမဲ့ခြင်းကိုကိုစားပြုတာပါ။ပတ်စံအိတ်ဆိုတာဘယ်တော့မှဟာလာဟင်းလေးမနေရပါဘူး။ဒါကိုကာကွယ်ဖို့အတွက်အိတ်ဆိုင်ငွေဆိုတာရှိရပါမယ်။တန်ဖိုးကြီးရဲ့ငွေစက်ကူအသစ်ဆက်ဆက်ရုပ်ဥပမာ1000တန်းအသစ်ဆက်ဆက်ဒါမှမဟုတ်ဒေါ်လာလိုနိုင်ငံငွေကိုယူပြီးပတ်စံအိတ်ရဲ့တီးတန့်အကန်တစ်ခုထဲမှာတေချာခောက်ပြီးတင်ထားပါအဲ့ဒီငွေကိုဘလောက်ပဲအရေးပေါ်ဖြစ်ဖြစ်လုံးဝထုံမသွန်းပါနဲ့အဲ့ဒီအိတ်ဆိုင်ငွေဟာခမားရဲ့ပတ်စံအိတ်ထဲမှာငွေတွေအမြဲတမ်းရှိနေတယ်ဆိုတဲ့စွမ်းအင်ကိုထိန်းထားပေးပြီးအခြားသောငွေကြေးတွေကိုတန်လိုက်လို့စွမ်းငင်ခေါ်လာပြီးမဲ့မျိုးစေ့လေးပဲဖြစ်ပါတယ်ဗျာအခုဆိုရင်ခမားရဲ့ပတ်စံအိတ်ထဲကမလိုအပ်တဲ့အမိုက်တွေအညစ်အကြေးတွေအကုန်လုံးရှင်းလင်းသွားပါပြီပတ်စံအိတ်လေးကပေါ့လျားပြီးတန့်ရှင်းသွားပါပြီဒါဆိုရင်ဒီပတ်စံအိတ်လေးတွေကိုငွေတွေအလုံးအရင်းနဲ့ဝဲလာအောင်ဘယ်လိုဆွဲဆောင်မလဲနံပါတ်1ကျေးဇူးတင်ခြင်းဖြင့်ငွေကိုသုံးဆွဲပါလူများစုကပတ်စံထုတ်ပေးရပြီးဈေးရှုမဲရပြီးဘေးဥဆောင်မဲရပြီးဆိုတာနှမျောလက်စိတ်တွေတွင့်တိုးလက်စိတ်တွေနဲ့ပေးတတ်ကြတယ်ဟာငါပတ်စံတွေကုန်မြန်ပြီးဆိုတဲ့စိတ်မျိုးပါဒီစိတ်ကစင်းရဲခြင်းကိုခေါ်ပါတယ်ဒီနေ့ကစပြီးပတ်စံအိတ်ထဲကနေငွေကိုထုတ်ပေးလိုက်တိုင်းစိတ်ထဲမှာကျေးဇူးတင်ပါတယ်လို့ပြောပါဒီငွေလေးပေးလိုက်လို့ငါစားစရာရလိုက်တယ်ဒီငွေလေးပေးလိုက်လို့လျှက်စစ်မီတွန်းခွင့်ရလိုက်တယ်လို့တွေးပါပြီးရင်စိတ်ထဲကနေငါစီကထွက်သွားတဲ့ဒီငွေတွေဟာငါစီကိုဆယ်ဆအစတရာပြန်လဲဝေရောက်ပါစေလို့ဆုတောင်းပြီးမှပေးပါငွေကိုချစ်ခင်တဲ့စိတ်ပျော်ရွှင်တဲ့စိတ်နဲ့လွှတ်ပေးလိုက်မှသူကခမားစီကိုပျော်ပျော်ရွှင်ရွှင်ပြန်လှည့်လာမှာပါနံပါတ်2ပတ်စံဟိတ်ကိုတန်ရှင်းရေးလုပ်ပါခမားခန္ဓာကိုယ်ကိုနေ့တိုင်းရေချိုးတန်ရှင်းတယ်လို့ပဲပတ်စံအိတ်ကိုလည်းအ ਨੇ ဆုံးတစ်ပတ်ကိုတစ်ခါတော့တန်ရှင်းရေးလုပ်ပေးပါဖုန်းခါ6ပါမလိုအပ်တဲ့စာရွက်စာတမ်းအသစ်တွေဝင်လာရင်ချက်ချင်းရှင်းထုတ်ပါပတ်စံအိတ်စုပ်ပြန်နေရင်ဇစ်တွေပြက်နေရင်နှမျောမနေပါနဲ့အသက်တစ်ခုချက်ချင်းလဲလိုက်ပါစုပ်ပြန်နေတဲ့အိမ်မှာဘယ်သူမှလာမနေချင်ပါဘူးနံပါတ်3ကိုယ်နဲ့ကြွက်ညီတဲ့အယောင်ကိုရွေးချယ်ပါအယောင်တွေမှာလည်းတုံခါစွမ်းရင်တွေရှိပါတယ်ရေးရေးဘူးရပြောရရင်အနက်ရောင်နဲ့အပြာရင်အယောင်ကတီငင်ခြင်းနဲ့ငွေကြီးစုဆောင်မိခြင်းကိုကိုစားပြုပါတယ်စီးပွားရေးသမားတွေအထုံးများပါတယ်
အစိမ်းရောင်ကတော့တစ်ပင်းတွေလိုရှင်းတန်တိုးတက်ခြင်းဝင်းငွေအသက်တွေရရှိခြင်းကိုကိုးစားပြုပါတယ်အညိုရောင်ကမြေကြီးရဲ့အယောင်ဖြစ်လို့ခိုင်မာခြင်းစူဆောင်းထားတဲ့ငွေတွေအလဟတာမကုံဆုံးသွားအောင်ကာကွယ်ပေးပါတယ်အနီရောင်ကအလွန်ဆွဲအင်ပြင်းထန်တဲ့အယောင်ဖြစ်ပေမဲ့မီးကိုကိုးစားပြုလို့ငွေဝင်မြန်းတယ်လို့ငွေထွက်လေအရန်ကျန်းတတ်ပါတယ်ဒါကြောင့်အနီရောင်ပတ်စံအိတ်ကိုသုံးမယ်ဆိုရင်တတိထားဖို့လိုပါတယ်ဗျာမိတ်ဆွေရေရရာတွေစွမ်းအင်တွေဘလောက်ပဲကောင်းနေပါစေဘုံတော်ဟောကြားခဲ့တဲ့လောကနိယာမအမှန်တရားကိုတော့ကျွန်တော်တို့ဘယ်တော့မှမေ့ထားလို့မရပါဘူး ပတ်စံအိတ်ဆိုတာရေလောင်ကန်မဟုတ်ပါဘူးပတ်စံအိတ်ဆိုတာရေတွေစီးဆင်းတွန်းလာနေတဲ့တူးမြောင်းတစ်ခုသာဖြစ်ပါတယ်ငွေကြီးဆိုတာကိုယ့်စီဝင်လာလိုက်သူတစ်ပါးစီစီးဆင်းတွန်းလိုက်နဲ့လက်ပတ်နေမှသာလောကကြီးတားရတာပါခမ ्या ကိုယ့်စီဝင်လာတဲ့ငွေတွေကိုငါဟာငါဥစ္စာဆိုပြီးလောဘတကြီးနဲ့ပတ်စံအိတ်ထဲမှာအတင်းစုပ်ကိုင်းဖတ်တွယ်ထားရင်အဲ့ဒီရေတွေဟာမကြခင်မှာပုတ်တိုးသွားပါလိမ့်မယ်စုပ်ကိုင်းလီဆုံရှုံရမှာကိုကြောက်တဲ့တောကမီရဲ့လောင်ကျွမ်းလီပါပဲဗျာဒါကြောင့်ခမ ्या ရဲ့ပတ်စံအိတ်လီအမြဲတမ်းဖိလျံနေစေဖို့အကောင်းဆုံးသောရေတွေကတော့ဒါနပြုခြင်းဆိုတဲ့ပေးကမ်းစွန့်ကြဲခြင်းပါပဲခမ ्या ပတ်စံအိတ်ထဲကငွေတချို့ကိုလူအညီတဲ့သူတွေစီကိုစေတနာအပြည့်နဲ့ဝေမျှလိုက်ပါလမ်းဘေးကခွေးလီကြောင်လေးတွေကိုအစာကျွေးတာဖြစ်အသက်ကြီးရွယ်အိုတွေကိုလူဒန်းတာဖြစ်ပြုလုပ်ပါခမ ्या ပေးကမ်းလိုက်တဲ့အခိုက်အတန့်မှာခမ ्या ရဲ့စိတ်ထဲကနေငါမှပေးကမ်းနိုင်လောက်အောင်ပြည့်စုံနေပါလားဆိုတဲ့အတိတရားဝင်လာပါလိမ့်မယ်အဲ့ဒီပြည့်စုံခြင်းစိတ်ဓာတ်ကမှတဆင့်ခမ ्या ရဲ့ကံစားတာတွေပွင့်လန်းပြီးခမ ्या ပေးလိုက်တဲ့ပမာဏထက်အစပေါင်းများစွာသောကောင်းကျိုးချမ်းသာတွေငွေကြေးတွေဟာခမ ्या ရဲ့ပတ်စံအိတ်ထဲကိုအလိုလိုစီးဝင်လာပါလိမ့်မယ်ဗျာကဲမိတ်ဆွေဒီဗီဒီယိုလေးပြီးသွားတာနဲ့ခမ ्या ရဲ့ပတ်စံအိတ်ကိုချက်ချင်းယူလိုက်ပါအထဲမှာရှိနေတဲ့ပီဇာဟောင်းတွေအမိုက်တွေမလိုအပ်တဲ့အရာတွေကိုရှင်းလင်းထုတ်ပြလိုက်ပါငွေဆက်ကူလေးတွေကိုတေးသေးချာချာရူရူတေးသေးပြန်စီးထဲပါပြီးရင်ခမ ्या ရဲ့ပတ်စံအိတ်လေးကိုကြည့်ပြီးဒီပတ်စံအိတ်လေးဟာငါ့စီကိုကောင်းကျိုးချမ်းသာတွေငွေကြီးတွေအမြဲတမ်းယူဆောင်လာပေးတယ်လို့ယုံကြည်မှုရှိပြောလိုက်ပါဘဝဆိုတာကိုယုံကြည်တဲ့အတိုင်းဖြစ်လာတာပါဗျာခမ ्या ရဲ့စိတ်ကိုအမိုက်တွေနဲ့မပိတ်ဆို့ထားသလိုခမ ्या ရဲ့ပတ်စံအိတ်ကိုလည်းအညစ်အကြေးတွေနဲ့မပိတ်ဆို့ပါနဲ့ဒီကနေ့ကစပြီးမိတ်ဆွေတို့ရဲ့ပတ်စံအိတ်လေးတွေဟာကျက်စီရဲ့မင်္ဂလာတွေနဲ့ပြည့်စုံပြီးစားမကုန်တုံးမခန့်နိုင်တဲ့လာပါရီဖြူစင်းတဲ့ငွေကြီးတွေနေ့စဉ်နဲ့အရာတူပွားဝင်ရောက်လာပါစေလို့ဆုတောင်းပြီးရင်ဒီနေ့အစီအစဉ်ကိုဒီမှာပဲညီကုန်းချုပ်လိုက်ပါတယ်ဗျာဒီဗီဒီယိုလေးကခင်ဗျားအတွက်အကျိုးရှိစေတယ်ဆိုရင် comment မှာငါရဲ့ပတ်စံအိတ်ဟာငွေတလိုင်းထင်းနေပြီလို့ရေးသားအတည်ပြုသွားကြပါဦးအားလုံးပဲကိုယ်စိတ်နှပါကျမ်းမှာချမ်းသာကြပါစေခင်ဗျာ